ဘုန်းကြီးရဲ့ဒီကနေ့တော့မြတ်ဝိရဘုရားရှင်ကိုရောမြတ်ကနေပြီးတော့ဒရဏဂုံသုံးပါးနဲ့ပတ်သက်ပြီးတော့ဓမ္မပဒပါဠိတော်မှာဟောကြားတော်မူတာရှိပါအထာဂတာလည်းဖွင့်ပြတာရှိပါတယ်ဘုရားကဘာဟောလဲဆိုတော့ဧတံခောသရဏံခေမံဧတံသရဏမုဒ္ဓမံဧတံသရဏမာဂမသဗ္ဗဒုက္ခပမုစီပိလောကမှာဖေယတရားသံဃာဆိုရနာမဲ့သမောစိကကြကုွယ်ကြပူဇော်ကြအကျဉ်းကြလမ်းကြတဲ့တရားဓမ္မတို့သည်ဘေးရန်ဟူသည်မြတ်ဒုက္ခဓမ္မလုံငင်းရပြီအဲ့ဒီယရနာမြတ်သုံးပါးတို့သည်လောကမှာမဆုံးလို့ရနေဖြစ်ပါ၏အဲ့ဒီယရနာမြတ်သုံးပါးအကြောင်းပြီးတော့ရှင်ဒုက္ခဟူသည်မြတ်လုံငင်းရပါပြီလို့ဘုရားဗျာဟောကြားတော်မူပါတယ်နောက်တဲ့ဘုရားကပါဆိုတော့ယောဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စသရဏံကတောရှတ္တာရဲ့အရိယသစ္စာနဲ့သမ္မာပညာပတ္တိအဲ့ဒီဘုရားတရားသံဃာယန္နာမြတ်သုံးပါးကိုစိကကြကုဝေကြပူဇော်ကြလှူဒန်းကြကြီးညိုကြတဲ့ပုဂ္ဂိုလ်တို့သည်တဲ့ရှတ္တာရဲ့အရိယသစ္စာနဲ့ရှင်ရဲ့ဒုက္ခအရှင်းဖြစ်တဲ့ဘောရဒုက္ခသစ္စာရှင်းရှင်းဖြစ်တဲ့သမုဒယသစ္စာရှင်းဖြစ်အောင်တရားသမုဒိနေရောသစ္စာအဲ့ရှင်းရဲ့ဒုက္ခချုပ်ရင်းရဖြစ်တဲ့နေရောသစ္စာကနိဗ္ဗာန်တရားမေဃသစ္စာအဲ့ရှင်းရဲ့ဒုက္ခတရားကိုချုပ်ရင်းအောင်ဆိုတော့တတိပဋ္ဌာန်၄ပါးသမဗ္ဗဒံ၄ပါးဣတိပတ်၄ပါးအင်္ဂိ၅ပါးဘုံ၅ပါးဘောဇဉ်9ပါးမေခင်၈ပါးဆိုဘောဓိပက္ခတရား39ပါးရှင်းရယူအားထုတ်ပြီးတော့သစ္စာ၄ပါးတရားသိမြင်နိဗ္ဗာန်ကိုကျွမ်းဝင်ရပါပြီလို့ဘုရားဗျာဟောကြားတော်မူပါတယ်ဒါကြောင့်တရားဓမ္မအပေါင်းသူတော်ကောင်းတို့သည်ဒီဘုရားတရားသံဃာဆိုရင်လည်းသုံးပါးကိုမိမိတို့ရဲ့အသေးလေးရင်နှလုံးထဲမှာရှိခဲ့ကိုယ်ွယ်ကြပြီးတော့ဘိညာဖူညာနိဗ္ဗာန်ချမ်းသာကိုရပါတယ်ဆိုတဲ့အကြောင်းဘုန်းကြီးကဒီကနေ့လိုင်းပေါ်မှာလိုက်လွှင့်ပြီးတော့ဓမ္မဒါနအမတဒါနအဖြစ်ကုသိုလ်ပြုလိုက်ပါတယ်သူတို့ကောင်းတို့အားလုံးကိုစိတ်မြတ်ကြမ်းမှာချမ်းသာဝမ်းသာလမ်းပြကြပြီးတော့ဘိညာဖူညာနိဗ္ဗာန်ချမ်းသာရကြပါစေဒါကြောင့်အားလုံးပဲ everything thank you very very much may you always peace happiness forever mega flat nirvana and insightအားလုံးကလူနဲ့ပြောတဲ့တော့ကိုယ်စိတ်နေပါကြားမှာချမ်းသာပြီးတော့မဉ္ဇဉ်ဖွင့်နေပါချမ်းသာရကြပါစေဒါကြောင့်မို့ဘုန်းကြီးကမန္တလေးမြို့နန်းတော်ရှိစေရွှေနာဆရာတော်ဥစိန်တဝိဇ္ဇတုဗရဏနာယကကာမထနာစရိယဓမ္မဂတိကမန္တလေးတိုင်းမဟာဝါဒဩဝါဒစရိယဆရာတော်30ကျင်းမြောက်တွေ့လို့ရှင်မဟာထေဆရာတော်ဘုရားကြီးကနေပြီးတော့ဒုညမတတ္တဝါတွေကိုစိတ်နဲ့ကျမ်းမာချမ်းသာဝမ်းသာလာဖြာကြပြီ။ဘယ်ညာဖုန်ညာနိဗ္ဗာန်ချမ်းသာရကြပါစေတော့။မေတ္တာရောစွန့်မတော်ဒီကိုစိတ်နဲ့ကျမ်းမာချမ်းသာဝမ်းသာလာပြပြီးတော့မေဖို့နိဗ္ဗာန်ချမ်းသာရကြပါစေတော့။